ဟုတ်ကဲ့လက်စမီမရှိတဲ့နေရာမှာကိုပိုင်လက်စမီကိုဖန်တီးပြီးတော့ဖုန်းအားဘယ်လိုသွင်းရမလဲဆိုတာကျွန်တော်တို့ reaction လုပ်ကြရအောင်เนาะပထမဆုံးလိုအပ်တာကတော့ power adapter ပဲဖြစ်ပါတယ်သူကဒါတွေကနေချိုးနဲ့ချီပြီးတော့လုပ်မှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းလည်းနည်းနည်းလေးဆိုတော့ကိုတိုင်လုပ်ကြည့်လို့ရတယ်เนาะသူကဝါယာချိုးနှချောင်းနဲ့အားသွင်းတဲ့ဥစ္စာနဲ့ချီပြီးတော့လုပ်မှာဖြစ်ပါတယ်ဒါတော့တေချာလေးချီပေးရတယ်เนาะဒါမှမဟုတ်ဆိုရင်အာမမိမှာဆိုတော့အပေါင်းအနှုတ်တော့မရှိတော့ဘူးထင်ပါတယ်နောက်ပြီးတော့ဘာလို့ လဲဆိုရင် black da အဲ့ဒီ black da ဘယ်လိုအားပေးလိုက်တာလဲမသိဘူးเนาะ black da နှစ်ခုအဲ့ဒီနှစ်ခုကိုဒါနဲ့ကောခတ်လိုက်တယ်အဲ့မှာနောက်ပြီးတော့အခုန power adapter နဲ့ခြေထားတဲ့ wire ချိုးနဲ့အကုန်လုံးပြန်ချိတ်ဆက်မှလည်းမသိဘူးเนาะ black da မဟုတ်ဘဲနဲ့ချန်တဲ့တန်ဒီဆိုရင်ရောမရဘူးလားမသိဘူးเนาะဒီ black da ကိုပဲသုံးတာ black da မှာ power ပို့ပြီးတော့အာတန်တာလားမသိဘူးเนาะချန်တဲ့တန်တွေထက်ကြည့်ကြအောင်ဘယ်လိုလုပ်တယ်လဲဆိုတာတကယ်တော့အဲ့ဒါအောင်မြင်သွားတယ်ဆိုရင်ကိုတိုင်စမ်းကြည့်ပြီးတော့အောင်မြင်သွားတယ်ဆိုရင်တော့ဘယ်နေရာရောက်ကိုကတော့ AC ပဲเนาะမီးမရှိတဲ့နေရာမှာလဲကိုဘာသာကိုအဲ့ဒါတွေလုပ်ပြီးတော့ပုံအားသွင်းလို့ရတယ်เนาะပြီးတော့တန်လိုက်လို့တယ်အဲ့ဒီတန်လိုက်တွေကလဲပေါ်မှာပေါ်เนาะတန်ဆက်ရုံမှာတွားတယ်ဆိုရင်အဲ့ဒါတွေအများကြီးပဲကြိုက်တဲ့နေရာမှာရှာလို့ရတယ်ကဲလို့ဒါတွေနဲ့ power ကိုရမယ်ဆိုရင်တော့ share ပဲเนาะခေါင်းနဲ့တော့တေချာခတ်လိုက်တယ်အရေးကြီးဆုံးကတော့ black da တန်လိုက်ပြီးတော့အသွင်းတဲ့ဥစ္စာနဲ့အကုန်လုံးချိတ်ဆက်ပေးလိုက်တယ်เนาะပြီးတော့သူက power adapter မှာရှိတဲ့တန်ချောင်းနဲ့ချောင်းကိုတန်လိုက်နဲ့ကတ်လိုက်တယ်เนาะတန်လိုက်ပေါ်မှာထားလိုက်တယ်ပြီးတော့charger ကိုချိုးသွင်းလိုက်ပြီးအခုသွင်းလို့ရပြီလားမသိဘူးเนาะသွင်းလို့ရပြီဘာမှလည်းမလုပ်တော့ဘူးတကယ်ဝင်တယ်เนาะဆက်စအားတကယ်ဝင်တယ်ပုံအားသွင်းလို့ရတယ်အားသွင်းလို့ရနေပြီဆက်စမပါဘဲနဲ့တို့ကတန်လိုက်နဲ့ black da နဲ့လုပ်ကြည့်တာအဆင်ပြေတယ်เนาะဟုတ်ကဲ့ပါချီရှုပေးတဲ့အတွက်ကြောင့်ကြိုးတင်ပါတယ်နောက်လည်းဒီလို tips တွေအကြောင်းကိုပြန်လည်တင်ဆက်ပေးမှာမလို့ follow လုပ်ပေးဖို့မမေ့ကြနဲ့เนาะဟုတ်ကဲ့